တူဒီဝါသနာရှင်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့ဗုဒ္ဓဦးနေ့23ရက်နေ့အတွက်ကျွန်တော်ပုံမှန်အတိုင်း6ခွက်မဟုတ်ဘဲနဲ့ကျွန်တော်1ချိန်နဲ့ကီးနဲ့တွဲပြီးတော့ပဲကျွန်တော်6ခွက်ပဲတင်ပေးပါမယ်ဗျကျွန်တော်ဒီနေ့အတွက်1ချိန်ကတော့4ခွန်1ချိန်ပါဗျာနော်ဗုဒ္ဓဦးနေ့အတွက်1ချိန်က4ခွန်ပါနေကုံပတိနေနေကတော့8ပေါ့နော်ဒီ8ကတော့ကျွန်တော်ဇာတုပတိ8ကနေရွေးထုတ်ထားတာပါဗျကျွန်တော်တနင်္လာနေ့ကတင်ပေးခဲ့တဲ့ဇာတုပတိနှလုံးပေါ့နော်8နဲ့6နဲ့မှာ6ကတော့2ကြိမ်ရှိပေါ့နော်ထွက်သွားတာအောကွက်လည်းမိတယ်9665ပေါ့နော်နှစ်ကားလုံးမိတယ်ပေါ့8ကတော့မထွက်လာသေးဘူးပတိလက်ရှင်နဲ့မိတ်ဆွေတွေရှိရင်တော့8ကိုလိုက်ပါဗျာနော်ဒီနေ့ကလည်းကီးက8336ကီးဆိုတော့8ကအားကောင်းပါတယ်ဗျကျွန်တော်တစ်ပတ်စာကီးလေးလည်းကျွန်တော်မြေနဲ့နီးပါးမှန်တဲ့အတွက်ကိုယ့်ရဲ့1ချိန်နဲ့ကီးလေးနဲ့တွဲပြီး3ချိန်တဲ့သူတွေရှိရင်3လို့ရအောင်ကျွန်တော်တစ်ပတ်စာလေးလည်းတင်ပေးထားပါတယ်ဗျာနော်ဇာတုပတိကျန်တဲ့8နဲ့သူ့ရဲ့တင်ကွက်5ကွက်ပေါ့နော်ပတိလိုက်တဲ့မိတ်ဆွေရှိရင်တော့ဒီကောင်လေးကိုဇာတုလိုက်ပါဗျာနော်ဒီနေ့အတွက်ကီးက8336ကီးနဲ့1ချိန်4ခွန်နဲ့ကျွန်တော်တွဲပြီးတော့အရန်5ကွက်ရွေးထုတ်ထားပါတယ်ဗျာနော်ဒီ5ကွက်ကတော့အရန်5ကွက်ပါဗျအရန်5ကွက်နဲ့ main ကိုတော့ကျွန်တော်တစ်ကွက်ပဲထုတ်ထားတယ်အဲ့ဒါတော့64ပေါ့နော်64ကိုကျွန်တော် main ကွက်အနေနဲ့ရွေးထုတ်ထားပါတယ်ဗျာနော်ကျွန်တော်ရောင်းမိခဲ့တဲ့ပထမအခွေ9608ကတော့ထွက်သွားပါပြီဗျဒုတိယအခွေမနေ့ကတော့ကျွန်တော်ရောင်းပေးထားပါတယ်ဗျာနော်အဲ့ဒါလေးကတော့မထွက်သေးဘူးဗျဝယ်ခြင်းတဲ့မိတ်ဆွေတွေရှိရင်တော့ Viber နံပါတ်06661159နဲ့မှာလာရောက်ဝယ်လို့ရပါတယ်ဗျာနော်တမျိုးတည်းပဲကစားပါဗျအဝယ်သမားလည်းအခွေသမားလည်းအခွေပေါ့နော်ပတိသမားလည်းပတိပေါ့အားလုံးပဲကံကောင်းကြပါစေဗျ